မင်္ဂလာပါခင်ဗျာ Golden Science မြန်မာကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ရဲ့ February 16ရက်နေ့အတွက်အောင်ပွဲခံခရီးစဉ်ကိုဒီနေ့ကစပြီးတရားဝင်စတင်လိုက်ပါပြီဒီတစ်ခေါက်မှာတော့ထူးခြားတဲ့အစီအစဉ်အနေနဲ့အားအကောင်းဆုံး9ခွက်ကိုဗီဒီယိုတစ်ခုမှာတစ်ကွက်စီတေးသေးချာချာခွဲခြားစစ်ဖြာတင်ပြပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အပိုင်တစ်ခွက်ကိုမှမလွဲချော်စေဖို့ဗီဒီယိုတိုင်းကိုအစအဆုံးကြည့်ရှုဖို့လိုအပ်ပါတယ်ခင်ဗျာဒီနေ့အတွက်ပထမဆုံးတင်ဆက်ပေးမယ့်အားကောင်းဆုံးကဏ္ဍကတော့ခုံလေးနှစ်ပဲဖြစ်ပါတယ်ဒီကဏ္ဍရဲ့တိဆောက်ပုံကိုကျွန်တော်တို့ရဲ့ pattern analysis နဲ့ကြည့်မယ်ဆိုရင်ထိပ်စီးခုံဒီတစ်ပတ်ရဲ့ကဏ္ဍစီးဆင်းမှုမှာခုံဟာအဖွင့်လိုက်အချွေနေရာယူထားတာကိုတွေ့ရပါတယ်အလဲလေးကဏ္ဍရဲ့တည်ငြိမ်မှုကိုထိမ့်ညှိပဲလေးဟာဗဟိုချက်မှာရှိနေတာကြောင့်အလွန်အားကောင်းတဲ့အနေအထားပါနောက်ပိတ်နှစ်အပိတ်ကဏ္ဍအနေနဲ့နှစ်ကိုရရှိထားတာကြောင့်ဒီခုံလေးနှစ်ဆိုတဲ့အတွဲဆက်ဟာတင်ချာနီးအရာရောကဏ္ဍပေတဲ့အရာပါပြီးပြည့်စုံတဲ့အချိုးအစားဖြစ်နေပါတယ်အခုပေးခဲ့တဲ့ခုံလေးနှစ်ဆိုတာကကျွန်တော်တို့ရဲ့အောင်ပွဲအတွက်ပထမဆုံးသောတော့ချက်ပဲဖြစ်ပါတယ်ဒါပေမဲ့ဒါကအစပဲရှိပါသေးတယ်နောက်ထပ်2ရက်အကြာမှာတော့ဒုတိယမြောက်အားကောင်းဆုံးဖြစ်မှတ်တစ်ကွက်ကိုထပ်မံတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲ့ဒီကဏ္ဍကဒီနေ့ကဏ္ဍနဲ့ဘယ်လိုမျိုးချိတ်ဆက်နေမလဲဆိုတာသိရဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားကြဖို့မမေ့ပါဘူးနေအောင်ခင်ဗျာအားလုံးပဲကံကောင်းကြပါစေ